ဟဲ့ငါမေးတာဖြေလေးနေမကြနဲ့ပဲ့သမီးမေးမယ်အကိုလေးဘာလို့ရီးစားမလဲငါမေးရမှာငါမေးရမှာမဟုတ်ငါရောဘလူးမေးရမှာလာမင်းမင်းမွေးဟုတ်လေငါမေးလို့မရဘူးနင်တို့ကညလေးအခုရဲ့မင်္ဂလာညလေးအခုဒီကြံပေးရမှာအစီအစဉ်ပြောဖို့အစီအစဉ်ရှိမရှိလို့မှနောက်ကလိုက်လာပါသမဟုတ်လေအဲ့ဒါတို့မောင်နှမများအခုထိုင်နေတဲ့ဘယ်ဟိုထိုးကြမလဲကိုလေအဲ့ဒါစားကြရှိတယ်ဟုတ်မင်းလုံးလောဟိုမှာစောင့်နေတာအောင်မယ်အေးဘူးကုန်ပြီတဲ့အကိုကြီးကတအားအစီခံတာပဲမကလာမခေါ်လိုက်ဘူးကမလာသေးဘူးဟာဟိုကမဖွင့်နေဘူးဘူးလို့ဒီမှာအဲ့ဒီဖုန်းပေါ်ကျဘာကြောင့်ရီးစားနဲ့ပြက်တာလဲပေါ့မပြတ်ဘူးစိတ်ကောင်းနေတာလို့မချော့လို့စိတ်ကောင်းနေတာပဲဒီလောက်ရ30ရှိတာတစ်ခါကောက်ရင်3ခါကောက်တဲ့ခါတိုင်း10ရက်ဆိုကြတော့ကောင်းတဲ့ခါရှိရလားမရှိဘူးအားတလို့စိတ်ကောက်တယ်သူကလည်းမချော့ဘူးတော့မချော့လို့ကောက်တယ်တော့အမှန်တော့ရီးစားရှိရတာနဲ့တင်မလားရီးစားရှိရတာနဲ့အဖွေရီးစားဖြစ်နေရတော့တနာစရာကောင်းပါတယ်ငါတို့လည်းမရှိဘူးဆိုတော့အေးစစ်စစ်ဟလာဘယ်သွားမလို့ဘာလုပ်မလို့အခုကရီးစားကြီးငုတ်တုတ်ကြီးရှိတော့မှစိတ်ကောက်ခံနေရတယ်ရစမပြေဘူးချော့ပေါ့မချော့လို့ကောက်ပါတယ်ဆိုကိုလေးကလည်းချော့ခံနေတယ်နေဟိုကောင်လည်းငါ့စီငါးစီကြီးရဲ့နေစီမလဲရုပ်ဆိုးတဲ့စီမလဲဘူးဟုတ်ပါတော့အဲ့လိုရုပ်ဆိုးလားဟဲ့ဒီဘက်ကိုလက်မလဲပါဘူးဒီဘက်ကိုနင်းလောက်လဲမလဲပါအညာအဲ့တော်ပါတော့ဟဲ့ငါတို့14သိန်းလား14သိန်းအဲ့တော်ပါတော့ဟဲ့ဒီလောက်